မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ်သစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းအသစ်များကိုတင်ဆက်ပေးပါတော့မယ်ပထမဦးဆုံးကြားဖြန်အွန်လိုင်းငွေလိမ်ကုန်များတိုက်ဖြတ်ရန်နှင့်လက်ခံထားသည့်နိုင်ငံများကိုပြတ်သားစွာအရေးယူရန်အမေရိကန်သမ္မတထရမ်အမိန့်ထုတ်မြန်မာအပါအဝင်ကြားဖြန်လက်ခံထားသောနိုင်ငံများအထက်အမေရိကန်၏ကြီးမားပြင်းထန်သောတတိပေးချက်ဟုဆိုနိုင်ငံဖြတ်ကျော်ကြားဖြန်အွန်လိုင်းငွေလိမ်ကုန်များကိုတိုက်ဖြတ်ရန်နှင့်လက်ခံထားသည့်နိုင်ငံများအပေါ်ပိတ်ဆို့အရေးယူရန်အကူအညီများဖျက်တောက်ရန်အမေရိကန်သမ္မတထရမ်ကမတ်လ6ရက်နေ့တွင်အမိန့်ထုတ်ပြန်သည်အမေရိကန်မိသားစုများစီးပွားရေးလုပ်ငန်းများနှင့်အရေးကြီးသောအခြေခံအဆောက်အအုံများကိုပြစ်မှတ်ထားနေသည့်နိုင်ငံဖြတ်ကျော် Cyber ရာဇဝတ်မှုများနှင့်ကြားဖြန့် Scam Centers အွန်လိုင်းငွေလိမ်ကုန်များကိုအမြင့်ပြတ်ချေမှုန်းရန်သမ္မတဒေါ်နယ်ထရမ်ကအမှုဆောင်အမိန့်တရက်ကိုမတ်လ6ရက်နေ့တွင်လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်အဆိုပါအမိန့်တွင်အွန်လိုင်းငွေလိမ်ကုန်များကိုမိမိတို့မြေပေါ်တွင်လက်ခံခွင့်ပြုထားသောနိုင်ငံများကိုပြတ်သားစွာအရေးယူရန်နှင့်စီးပွားရေးပိတ်ဆို့မှု sanctions ချမှတ်ရန်အပါအဝင်နောက်ဆက်တွဲအရေးယူမှုများစွာလှုံ့ဆော်ရန်ပါဝင်သည်ထို့ကြောင့်ကြားဖြန့်ကုန်များထွန်းကားတွင်ကျယ်နေသောမြန်မာကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံတို့ရှိကြားဖြန့်ချိန်ဆက်ရာနယ်မြေများနှင့်အဆိုပါကုန်များကိုအကာအကွယ်ပေးထားသည့်အာဏာပိုင်များအထက်ကြီးမားသောသတိပေးချက်ဖြစ်လာကြောင်းနိုင်ငံတကာသတင်းများတွင်သုံးသပ်ရေးသားထားသည်အမေရိကန်သမ္မတထရမ်ကကြားဖြန့်ရာဇဝတ်ကုန်များကိုတိုက်ဖြတ်ရန်အတွက်အမျိုးသားညီနိုင်ရေးဗျာဌာနကိုအမျိုးသားအဆင့်ဦးဆောင်အဖွဲ့အဖြစ်သတ်မှတ်လိုက်ပြီး၎င်းတို့၏လုပ်ငန်းများကိုနှောင့်ယှက်ခြင်းစုံစမ်းစစ်ဆေးခြင်းနှင့်အမြင့်ပြတ်ချေမှုန်းခြင်းတို့ကိုလှုံ့ဆော်မဲ့လုပ်ငန်းစီမံချက်တစ်ရပ်ကိုရေးဆွဲရန်ညွှန်ကြားထားသည်ယင်းအပြင်စိုက်ဘာနည်းပညာသုံးလိမ်လည်မှုနှင့်လှည့်ပြားမှုများကိုဦးစားပေးတရားစွဲဆိုရန်ရှေ့နေကြောင်းကိုညွှန်ကြားထားပြီးလိမ်လည်သူများကနေသိမ်းဆည်းရမိသောရန်ပုံမှုများကိုနစ်နာသူများထံတိုက်ရိုက်ပြန်လည်ပေးရမယ်နစ်နာသူပြန်လည်ကုစားအစီအစဉ်ကိုလည်းတီထောင်သွားမယ်ထိကြောင်းသိရှိရသည်အမေရိကန်သမ္မတအိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ ransomware phishing ဘန်ကာရေးလိမ်လည်မှု sextortion လိမ်ပိုင်းဆိုင်ရာငွေငွေချင်းနှင့်အယောင်ဆောင်လှည့်ပြားမှုများကခေတ်ဆန်တင်းခံသောနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂုဏ်းများကလှုပ်ဆောင်ခြင်းဖြစ်သည်အခြေအနေများစွာတွင်နိုင်ငံခြားအစိုးရများက၎င်းတို့ကိုတွိုင်းဝိုက်ထောက်ခံပေးထားပြီးအကြမ်းမဲ့လှုပ်အားပေးခိုင်းစေခြင်းနှင့်လူကုန်ကူးခြင်းများဖြင့်လဲပတ်နေသောအရေးတော်ရှိစီးပွားရေးစူးကြီးတစ်ခုကိုဖန်တီးနေကြသည်လည်းဖြစ်သည်2024ခုနှစ်တွင်အမေရိကန်ပြည်သူများကစိုက်ဘာနုပညာသုံးလိမ်လည်မှုကြောင့်ဒေါ်လာ12.5ဘီလီယံကျော်ဆုံးရှုံးလျက်ရှိသည်လည်းဖြစ်သည်လက်ရှိမှာ American FBI ကထိုင်းနိုင်ငံကိုအခြေစိုက်ပြီးထိုင်းမြန်မာနယ်မြေရှိကြားဖြန့်ကုန်းများကိုနှိမ်နင်းရန်စုံစမ်းစစ်ဆေးမှုများကိုလှုပ်ဆောင်နေကြောင်းထိုင်းသတင်းများအရသိရှိရသည်